ချိန်ကိုတော့မျောလာပြီချမ်းသာနိုင်ရဲ့ကလေးလူရဲ့ပြုံးတဲ့ကိုခဏလောက်တော့ကိုပြုံးလာပါတော့လူရဲ့ပုံစံလေးမြင်ရလေးကိုလုံးလာငါ